ဖိုးအိုတယောက်ကအမှုဆောင်အရာရှိအမျိုးသမီးတယောက်ကိုသူစားလက်စခောက်ဆွဲနေနေကိုစားကြည့်ဖို့ကန့်လန့်လိုက်ပါတယ်ပထမတော့သူမကယွန်ရှာတလူနဲ့ညှင်းဆန်ခြင်းခဲ့ပေမဲ့မြည်ဆန်းကြည့်လိုက်တဲ့အခါအရသာကြောင့်လုံးဝကိုအံ့အားသင့်သွားပြီးဆက်စားဖို့အတွက်ပကံကိုပါယူလိုက်ပါတော့တယ်စားလို့ပြီးသွားတဲ့အခါသူမကနောက်ထပ်တစ်ပွဲထပ်တောင်းပေမဲ့အဖိုးအိုကသူစားလို့မကုန်ပဲကြံနေတဲ့တဝက်ပဲရှိတော့တယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ဒီခောက်ဆွဲကိုအမျိုးသားတယောက်ကပြင်ဆင်ပေးခဲ့တာလို့ဆိုပါတယ်အမျိုးသမီးမသိခဲ့တာကအဲ့ဒီအမျိုးသားဟာသူမရဲ့အနာဂတ်ခင်ပွန်းဖြစ်လာမယ်ဆိုတာကိုပါပဲအဲ့ဒီအချိန်လေးမှာတင်သူကမြို့ထဲမှာတပ်ပုံကင်ပြီးသူမကိုလိုက်ရှာနေခဲ့တာပါအဲ့ဒီနောက်အမျိုးသမီးကသူမအမေစီကနေဖုန်းလက်ခံရရှိပါတယ်စစ်ဆက်ထားတဲ့သူကအိမ်မှာစောင့်နေပြီဖြစ်ကြောင်းလှမ်းပြောတာပါသူမကဒီစစ်ဆက်မှုကိုညှင်းဆန်ခြင်းခဲ့ပေမဲ့အမေဖြစ်သူကဘာခွင့်ရေးမှမပေးဘဲဖုန်းချသွားခဲ့ပါတယ်တိတ်မကြခင်မှာပဲသူတို့နှစ်ယောက်လက်ထပ်ဖြစ်သွားကြပြီးလက်ထပ်စာချုပ်ကိုရရှိခဲ့ပါတယ်ဒါပေမဲ့အမျိုးသားဖြစ်သူဝမ်းမတာနိုင်ခင်မှာပဲသူမကမိသားစုသဘောကျအောင်လို့သာလက်ထပ်ခဲ့တာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်သူတို့ရဲ့ဆက်ဆံရေးကိုဘယ်သူမှမပြောပြဖို့နဲ့သူ့ဘာသာသူအလုပ်ရှာဖို့သူမကတောင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာသူမကပိတ်သိမ်းရတော့မဲ့သူမတို့ရဲ့မိသားစုစားတောက်ဆိုင်ကိုကယ်တင်ဖို့အတွက်အဲ့ဒီရတာရှိတဲ့ခောက်ဆွဲကိုလုပ်ခဲ့တဲ့သူကိုအာယုံစိုက်ပြီးရှာဖွေမှာပါသူမရှာနေတဲ့သူကသူမရဲ့မျက်စိရှိမှရှိနေပြီးတကယ်တော့သူဟာအခုလက်ရှိမှာအကြော်ကြားဆုံးအချက်ပြုတ်စရာကြီးဖြစ်နေတယ်ဆိုတာကိုသူမလုံးဝမသိခဲ့ပါဘူးဒါပေမဲ့မြို့ကိုရောက်တဲ့ပထမဆုံးနေ့မှာတင်သူကငှက်တေလူနီးပါးဖြစ်ခဲ့ရပါတယ်အဲ့ဒီအမှုဆောင်မျိုးသမီးရဲ့အထင်သေးတာကိုတောင်ခံခဲ့ရပါသေးတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်စားတောက်ဆိုင်တစ်ခုမှာသူအလုပ်သွားရှာခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီဆိုင်ကသူမပိုင်တဲ့ဆိုင်ဖြစ်နေခဲ့ပါတယ်သူတို့နှစ်ယောက်ဆုံတွေ့ကြတဲ့အခါနှစ်ယောက်စလုံးမှင်းတက်သွားကြပါတယ်သူမကသူမနောက်ကိုလိုက်လာတယ်လို့ထင်သွားပြီးရှင်ကျမနောက်ကိုလိုက်မလာနဲ့ညစ်ပတ်တဲ့အတွေးတွေတွေးမနေနဲ့လို့ပြောလိုက်ပါတယ်သူကသူမကိုအတန်တိုးပြောဖို့တောင်းဆိုလိုက်ပါတယ်ဘာလို့လဲဆိုတော့စားတောက်ဆိုင်သူထေကအရန်တင်းကျပ်ပြီးသူတို့စကားပြောနေတာကိုမြင်ရင်လစာဖြတ်လိုက်မယ်လို့ဆိုပါတယ်ဒီမျိုးသမီးကဆိုင်ပိုင်ရှင်ဖြစ်နေမယ်ဆိုတာကိုမတွေးမိပဲအလုပ်ကိုပဲအာယုံစိုက်ဖို့သူမကိုအကြံပေးလိုက်ပါသေးတယ်တိတ်မကြခင်မှာပဲစဖို့မှုချုပ်ကလူတစ်ယောက်လာတာကိုတီးသွားပြီးသူ့ကိုအဆက်ခွဲချင်ခဲ့ပါတယ်သူကအမှုပညာမြောက်တဲ့ပန်းပူထွင်းဖို့အတွက်တိုဟူတလုံးကိုကမ်းပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကဒါကအရန်လွယ်လွန်းတယ်လို့ပြောပြီးတိုဟူအစားမုံလာအုပ်ဖြူတလုံးကိုယူကစတင်ထွင်းထူပါတော့တဲ့မိနစ်အနည်းငယ်အတွင်းမှာပဲပြီးပြည့်စုံတဲ့ပန်းပွင့်တစ်ပွင့်ကိုသူဖန်တီးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ပန်းပွင့်ပေါ်ကိုရေနွေးလောင်ချလိုက်တဲ့အခါထွက်လာတဲ့မှုရနှံကြောင့်လက်ပြအကောင်ရည်ဒါဇင်ပေါင်းများစွာဟာပန်းပွင့်စီကိုချက်ချင်းရောက်လာကြပါတယ်စဖို့မှုချုပ်လည်းအကြီးကျယ်မှင်တက်သွားပါတယ်ဒါတောင်မှသူ့ကိုရေချိုးခန်းသွားစေးခိုင်းလိုက်ပါသေးတယ်အဲ့ဒီအချိန်လေးမှာတင်စပွဲထိုးမလေးဝင်လာပြီးဖောက်တယ်ရီစီကနေတိုင်ကြားစာရှိတယ်လို့လာပြောပါတယ်စဖို့မှုချုပ်ကတောင်းပန်မဲ့အစားရန်ဖြစ်ဖို့အတွက်ဟင်းခတ်စွန်းကြီးကိုကင်လိုက်ပါတယ်ဒါပေမဲ့ဖောက်တယ်ကဘယ်သူလဲဆိုတာကိုမြင်လိုက်ရတဲ့အခါစကားတောင်မပြောနိုင်တော့ပါဘူးအဲ့ဒီဖောက်တယ်ကသူတို့ကိုအဆက်ခွဲဖို့ရည်ရွယ်ချက်နဲ့ရောက်လာတဲ့အစင်းမြင့်စားတောက်ဆိုင်တစ်ခုကအဓိကစားဖို့မှုကြီးဖြစ်နေပါတယ်သူကဆိုင်းဘုတ်တစ်ခုကိုပါယူလာပြီးဟင်းချက်ပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်ရှုံးတဲ့သူကစားတောက်ဆိုင်နာမည်ကိုပြောင်းပေးရမယ်လို့ဆိုပါတယ်စဖို့မှုချုပ်ကလက်ခံလိုက်ပြီးအမှုဆောင်မျိုးသမီးကလည်းသူ့ရဲ့စွမ်းရည်ကိုအကဲဖြတ်ဖို့အတွက်တိုင်ပွဲကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်တိုင်ပွဲကတော့အမဲသားနဲ့ငရုတ်ပွားစိမ်းကိုချက်ရမှာပါသူတို့နှစ်ယောက်စလုံးမြန်မြန်ဆန်ဆန်ပဲချက်ပြုတ်ပြီးသွားခဲ့ပါတယ်ဒါပေမဲ့မဲပေးကြတဲ့အခါအမျိုးသမီးရဲ့စားတောက်ဆိုင်ကစဖို့မှုချုပ်ဟာမဲတမဲတောင်မရခဲ့ပါဘူးစိန်ခေါ်သူကဆိုင်နာမည်ကိုပြောင်းပေးဖို့တောင်းဆိုပါတော့တယ်ရုံရင်ဆန်ခတ်ဖြစ်နေတဲ့ကြားထဲကနေအဖိုးကိုကြီးပြင်းစေခဲ့တဲ့အမျိုးသားကရှေ့တလန်းထွက်လာပြီးအနိုင်ရအောင်သူ့လုပ်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်သူကတန်ရှင်းသမားဖြစ်နေတာကိုမြင်တော့အားလုံးကလှောင်ပြောင်ပြီးသူ့ကိုမောင်းထုတ်ကြပါတယ်ဒါပေမဲ့သူကရှုံးရင်နာမည်ပြောင်းပေးတာကိုလက်ခံမယ်သူတာနိုင်ရင်ဒီသဘောတူညီချက်ကိုပယ်ဖျက်ရမယ်လို့အခိုင်အမာပြောလိုက်ပါတယ်တိုင်ဘက်စဖို့မှုကချက်ချင်းလက်ခံလိုက်ပြီးငါးဟင်းချက်ဖို့အဆိုပြုလိုက်ပါတယ်သူတို့နှစ်ယောက်စတင်လိုက်ကြပါတယ်အမျိုးသားကစင်းတီတုံးကိုရိုက်လိုက်တဲ့အခါငါးကလေထဲမှာမြောက်တက်သွားပါတော့တယ်